အားလုံးပဲမင်္ဂလာပါပထမဦးဆုံးတောင်းပန်ကြတာတော့ဒါလုံးဝ testing နဲ့ဖြစ်တယ်တော့ပထမဦးဆုံးတင်တဲ့ဗီဒီယိုလေးတွေဖြစ်တဲ့ကြောင့်မလို့အမားတွေပါခဲ့မယ်လို့တော့အများကြီးထင်ပါတယ်ဆိုတော့အားလုံးပဲသိခဲ့ပြီးကြည့်ပေးကြပါလို့တောင်းပထမဦးဆုံးပြတိုက်ရခံပါတယ်ဆိုတော့ကျွန်တော်နေ့ပြောမှာကတော့ကျွန်တော်ကိုယ်တိုင်လည်းဒီအိမ်မှာနေပြီးတော့ပတ်စံဒီမျိုး live လွှင့်တယ်အဲ့လိုမျိုးပုံစံမျိုးနဲ့ပတ်စံရနေတယ်အဲ့ကနေပြီးတော့ကျွန်တော်350ကျော်လောက်ဒီတကယ်လဲရတာပြီးသားပေါ့နော်အဲ့ဆိုအခုနောက်ပိုင်းအိမ်မှာနေပြီးတော့ဖုန်းလေးတစ်လုံးရှိုံနဲ့ပတ်စံရှာလို့ရနေတာလားတေချာဟုတ်ပါမလားဒီကောင်ပြောတာမှန်ပါမလားကိုကလူရင်းနဲ့စကားပြောတာဖြစ်မိတ်ဖွဲ့တာဖြစ်တချင်းဆိုတာကတာခုံတာဘာညာပေါ့နော်အစားရှိတာကိုဖုန်းလေးတစ်လုံးရှိုံနဲ့ပတ်စံတကယ်ရှာလို့ရနေပြီဆိုတာကျွန်တော်ကိုယ်တိုင်စတက်ခဲ့ပြီးကျွန်တော်ကိုယ်တိုင်လာပေါင်းများစွာရခဲ့ပြီးပါပြီအဲ့အတွက်လည်းပို့ပြီးတော့ထိရောက်အရှိကိုကျွန်တော်မကြက်ကြပဲနဲ့ဒီထုတ်ပြီးတော့ပြလို့ရအောင်ကျွန်တော်တေချာလေးတော့စုထားပြီးရပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားတယ်ဘာညာဆိုရင်တော့ကျွန်တော်နောက်ထပ်ဗီဒီယိုလေးတွေတော့ထပ်ပြီးတော့တေချာပြစစ်လေးတယ်ပေါ့နော်လုပ်ပြီးမယ်လို့ကျွန်တော်စဉ်းစားရတယ်လောဆယ်ကဒါပထမဦးဆုံးကျွန်တော်ရဲ့ YouTube ပေါ်မှာစတင်မဲ့ဟာဆိုတော့ဘာကနေဘယ်လိုစလုပ်ကမှန်းတော့မသိဘူးကျွန်တော် like ကြည့်ရဲမတင်လည်းမတင်ရဲဘူးเนาะဒီလိုမျိုးတင်မှုလဲကျွန်တော်စိတ်ကူးလည်းမရှိခဲ့ဘူးဒါပေမဲ့အဲ့လိုမျိုးပေါ့เนาะဒီလူတိုင်းပေါ့ကိုယ့်ရဲ့ဒီအသုံးမျိုးဆွဲဖို့ကိုပတ်စံဝင်ငွေလေးလမ်းကြောင်းတစ်ခုတော့ပွင့်မှုအတွက်ကျွန်တော်အထောက်အကူလေးများဖြစ်မလားဆိုပြီးတော့ကျွန်တော် update တစ်ခုဒီနဲ့ကျွန်တော်မိတ်ဆက်ပေးမယ်ဘယ်လိုသုံးရမလဲဘယ်လိုလုပ်ရမလဲဆိုတော့လည်းကျွန်တော်နောက်ပိုင်းကျလို့ရှိရင်အသေးစိတ်ပြောပြပါမယ်ဆိုတော့ဒါတော့လောဆယ်စပြီးတော့ကျွန်တော်တင်မဲ့ဗီဒီယိုဖြစ်တဲ့အတွက်ကြောင့်မလို့ဘာမှမပါလိုက်တဲ့နီးပါညာကြီးမှကျွန်တော်ဘာမှတော့မပါတာဘူးဒါပေမဲ့ပထမဆုံးစပြီးတင်တဲ့ဗီဒီယိုဖြစ်တဲ့ကြောင့်စိတ်ဝင်စားခဲ့လို့ရှိရင်ကျွန်တော်နောက်ထပ်ဗီဒီယိုလေးမှာထပ်ပြီးတော့တေချာအသေးစိတ် edit တွေပါလေးလုပ်ပြီးတော့ဗောနော်ကျွန်တော်ထပ်ပြီးတော့တင်ပေးသွားမှာဖြစ်ပါတယ်အားလုံးပဲကျေးဇူးများတင်ပါတယ်ခတ်